အဖေရဲ့နေကောင်းလားလို့အမေရဲ့နေကောင်းလားတော့ဒီသတင်းလေးတောင်မမေ့တော့ဘူးအဖေနဲ့အမေစီရောက်မလာနိုင်သားသမီးများအတွက်ပဲစိတ်ပူအရွယ်လွန်လေးမိဘနှစ်ပါးမှာအဖေမေတွေပေါ်ယေရှုပြရမယ်တော့ကြောခိုင်းသွားတော့လေသားသမီးပေါ်ထားတဲ့မြတ်တာမပြေအစင်ပြေရဲ့လားသားရဲ့အစင်ပြေရဲ့လားသမီးရဲ့ဒီမိဘနှစ်ပါးဘဝကတနာစရာဒါမိဘလို့ဖြစ်စင်လားသားသမီးများအတွက်ပဲစိတ်ကူခန္ဓာဝင်တကယ်မြောက်တဲ့မြစ်တဲ့